အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကကျွန်တော်တို့လျှက်စစ်လုပ်ငန်းခွင်တွေမှာအသုံးပြုကြတဲ့ circuit breaker တွေအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ် circuit breaker တွေဆိုတာကလျှက်စစ်မီးတုံးတဲ့နေထိုင်ရာအလုပ်လုပ်ရာနေရာတိုင်းမှာတွေ့ရမြဲဖြစ်ပါတယ် circuit breaker တွေက fuse တွေနဲ့သဘောတရားချင်းကအတူတူပဲဖြစ်ပါတယ် ampere စီးကြောင်း current ကိုကတ်အောက်ဖြတ်တောက်ပေးတာပါ circuit breaker တွေကိုအဖွင့်ပိတ်လုပ်ဖို့ခလုတ်တစ်ခုအဖြစ်အသုံးပြုနိုင်သလို short ဖြစ်တဲ့အခါ overload ဖြစ်တဲ့အခါအလိုလျောက် current ကိုဖြတ်တောက်ပေးတဲ့အတွက် safety အတွက်လည်းအသုံးကျပါတယ်အဖြစ်များတဲ့ overload ကြောင့် short ဖြစ်ပြီးတော့မီးလောင်တာတွေကဒီ circuit breaker တွေကိုမှန်မှန်ကန်ကန်အသုံးမချနိုင်တာကြောင့်ဖြစ်ပါတယ်ဒါအပြင်ဘာကြောင့်မီးလောင်လောက် cable လောင်ပြီး short ဖြစ်လို့မီးလောင်တယ်လို့အလွယ်ပြောလို့မရပါဘူးတကယ်ဟုတ်မဟုတ်ပဲ cable ကိုသုံးထားတာလည်းစသဖြင့်စစ်ဆေးမှုတွေကတော့လာတော့မှဖြစ်ပါတယ်cable ကုမ္ပဏီဘက်ကလည်းစစ်ဆေးမှုတွေလာတော့မှဖြစ်ပါတယ်။သူ့ဘက်ကတကယ်ချိုးရင်းခဲ့တာဆိုရင်သူ့ဘက်ကတာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိရမှာဖြစ်ပါတယ်။မီးလောင်မှုတွေ short ဖြစ်တာတွေကိုကာကွယ်ပေးနိုင်တဲ့ electrical distribution board DB တစ်ခုမှာပါဝင်လေးရှိတဲ့ circuit breaker တွေကိုကြည့်ရမယ်ဆိုရင်နံပါတ်1က residual current circuit breaker or residual current device RCCB or RCD ဖြစ်ပါတယ်။ theory အရာ live wire line wire ကထွက်လာတဲ့ current ပမာဏက neutral wire ကနေပြန်လာရပါမယ်။တနည်းအားဖြင့်အထွက် current ပမာဏနဲ့အဝင်ပမာဏချင်းတူညီရပါမယ်။အဲ့ဒီ breaker ကဒီလိုအထွက်နဲ့အဝင် live နဲ့ neutral wire နှစ်ကြိုးက current ပမာဏကိုထောက်လှမ်းပြီးတော့မတူညီခဲ့ဘူးဆိုရင်တနည်းအားဖြင့် current leak ဖြစ်ပြီးတော့ wire short ဖြစ်နေပြီလို့သိပြီးချက်ချင်း current ကိုပြစ်ချလိုက်ပါတယ်။အသုံးများတဲ့ RCCB ရဲ့ tripping rating ကတော့30 mA နဲ့100 mA ဖြစ်ပါတယ်။ဒီ tripping rating ရဲ့သဘောကအပွင့်မှာ30 mA ဆိုရင်အဝင်အထွက် current ကွာခြားချက်က 0.03 ampere အထိပဲလက်ခံပါတယ်။အဲ့ဒီထက်များလာတာနဲ့ဖြတ်ချပေးပါတယ်။အချိန်ကလည်း30 millisecond 0.03 second အတွင်းမှာဖြုတ်ချပေးတာဖြစ်လို့ထိခိုက်မှုအနည်းဆုံးဖြစ်ပါတယ်။ဒါပေမဲ့ live neutral wire ကိုတိုက်ရိုက် short ပေးရင်တော့သူကအလုံးလုံးမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ထပ်သမျှဓာတ်ရိုက်ပြန်ဝင်နေမှာဖြစ်လို့ပါအဲ့ဒီအချိန်မှာအလုံးမလုံးတဲ့အပြင်သူက MCB တို့လို ampere အများကြီးခံနိုင်ရင်မရှိတာဖြစ်လို့သူ့ကိုကာကွယ်ပေးဖို့ MCB or MCCB နဲ့အတူတက်ဆင်ပေးရပါတယ်သူ့ရဲ့အမြင့်ဆုံး rating က125 ampere ဖြစ်ပါတယ်နံပါတ်2 circuit breaker မျိုးစားကတော့ miniature circuit breaker MCB ဖြစ်ပါတယ်MCB ကသတ်မှတ်ထားတဲ့ current ပမာဏ ampere ထက်ကျော်တာနဲ့ circuit တစ်ခုလုံးကိုဖျက်ချပေးပါတယ်။တနည်းအားဖြင့် overload ဖြစ်တာနဲ့ဖျက်ချပေးတာဖြစ်ပါတယ်။10 ampere, 20 ampere, 32 ampere, 40 ampere စသဖြင့်သူသတ်မှတ်ထားတဲ့ပမာဏထက်အကျော်မခံပါဘူး။အဲဒါကြောင့် overload ဖြစ်ပြီးတော့ wire တွေပူမီးလောင်တာတွေဖြစ်စရာမရှိတော့ပါဘူး။ MCB ကိုသုံးမယ်ဆိုရင် rated current က100 ampere အတွင်းမှာပဲသုံးတာပိုကောင်းပါတယ်။ trip ဖြစ်ဖို့တနည်းအားဖြင့် current ကိုဖြတ်တောက်ပေးဖို့လိုအပ်တဲ့ current ပမာဏနဲ့ဖြတ်တောက်ဖို့ယူတဲ့အချိန်တွေပေါ်မှာမူတည်ပြီးတော့ပုံမှန်သုံးလို့ရှိတဲ့ MCB တွေကိုအဓိကအားဖြင့် type B, type C, type D ဆိုပြီးတော့အမျိုးအစား၃မျိုးခွဲခြားထားပါတယ်။ type B MCB က fault ဖြစ်တဲ့အခါမှာ overload full load current ကို3 to 5 times ကို 0.04 second ကနေ 40 second အတွင်းမှာဖြုတ်ချပေးပါတယ်။ Type C MCB က5 to 10 times full load current ပမာဏကို 0.04 second ကနေ5 second အတွင်းမှာဖြုတ်ချပေးပါတယ်။ Type D MCB ကတော့10 to 20 times full load current ပမာဏကို 0.04 second ကနေ3 second အတွင်းမှာဖြတ်ချပေးပါတယ်။ Type B MCB ကို domestic လူနေထိုင်ရာအလုပ်လုပ်ရာအင်အားတွေနဲ့အိမ်ခန်းတွေရုံးခန်းတွေအတွက်အသုံးပြုပါတယ်။ Type C MCB ကို commercial ပင်တီ shopping mall တွေလေဆိပ်တွေမီးအလားဆင်းတဲ့နေရာတွေ district lighting တွေအတွက်အသုံးပြုပါတယ်။ Type D MCB ကို factory စက်ရုံမော်တာတွေစက်ပစ္စည်းတွေအတွက်အသုံးပြုပါတယ်။ Type B အမျိုးအစား MCB ကိုကြည့်ရမယ်ဆိုရင်သူ trip ဖြစ်ဖို့လိုအပ်တဲ့ current ပမာဏက full load current ရဲ့3ဆကနေ5ဆလို့ဖော်ပြထားပါတယ်။ဆိုလိုတာက30 ampere Type B MCB တခု trip ဖြစ်ဖို့ဆိုရင်သူ့ရဲ့3ဆဖြစ်တဲ့39 ampere အထိလျှက်စစ်စီးမှသာဖြစ်မှာဖြစ်ပါတယ်။အဲ့ဒါကလည်း 0.04 second ကနေ40 second အတွင်းမှာ trip ဖြစ်မှာဖြစ်ပါတယ်။30 ampere MCB လဲဆိုသေးတယ်39 ampere ရောက်မှ power ဖြတ်တောက်ပေးမယ်ဆိုတော့အဓိပ္ပာယ်မရှိဘူးဆိုပြီးတော့ပြောကောင်းပြောနိုင်ပါတယ်ဒါပေမဲ့ MCB ရဲ့ဒီခံနိုင်အားက cable တွေရဲ့ခံနိုင်အားနဲ့တွက်ချက်ဆက်ပြီးတော့ပြောထားတာဖြစ်ပါတယ်အခုခေတ် cable တွေကသတ်မှတ်ထားတဲ့ခံနိုင်အားထက်50%ကျော်တဲ့ current ကိုတနာရီကျော်ကြာမပြတ်မစီးခံနိုင်ပါတယ်
အဲ့ဒါကြောင့် MCB တွေက overload ဖြစ်တာနဲ့တမ်းမီ power ကိုမဖြတ်တောက်ပေးပေမဲ့ cable ရဲ့ခဏရေးအားကြောင့်ပူပြီးတော့မီးလောင်တာတွေဘာတွေမဖြစ်နိုင်ပါဘူးအဓိကအကြောင်းပြချက်ကတချို့သောစက်ပစ္စည်းတွေကဥပမာဆက်လဲဖို့ AMPR လောက်သာလိုအပ်ပေမဲ့ဆက်ဆနိုးတဲ့အချိန်မှာ starting current က2ဆ3ဆစသဖြင့်လိုအပ်ပါတယ်အဲ့ဒါကြောင့်ဆက်ဆနိုးချိန်မှာ overload ဖြစ်သွားနိုင်ပေမဲ့ဆက်လဲပြီးဆိုတာနဲ့ power လိုအပ်မှုကလည်းကျဆင်းသွားပြီးတော့ AMPR နဲ့သာလဲတော့တာဖြစ်ပါတယ်အဲ့ဒါကြောင့်ရုတ်တရက် MPR အတက်ကြတန်းကိုခံနိုင်ပြီးတော့ shut down ခဏမဖြစ်အောင်စီစဉ်ထားတာဖြစ်ပါတယ်နောက်ထပ်အရေးကြီးတစ်ခုမှတ်ထားဖို့တင်တာက line to edge short ဖြစ်တဲ့အခါမှာ MCB က trip လုံးဝမဖြစ်ပါဘူး power shut down လုံးဝမဖြစ်ပါဘူးအပေါ်မှာပြန်ကြည့်လိုက်မယ်ဆိုရင် line to edge short ဖြစ်တာက power ဖြတ်တောက်ဝေးမှာက RCCB or RCD ဖြစ်ပါတယ်သူက30 millisecond 0.03 second အတွင်းမှာဖြုတ်ချပေးမှာဖြစ်ပါတယ်short circuit ဖြစ်ဖို့အတွက် MCB ရဲ့ခဏရေးက 6000 ampere for domestic နဲ့ 1000 ampere for industrial အထိရှိပါတယ် overload ဖြစ်လို့ RCCB shut down ဖြစ်မှာမဟုတ်သလို line to edge short circuit ဖြစ်ရင်လည်း MCB က trip လုံးဝဖြစ်မှာမဟုတ်ပါဘူးတခါတလေ RCCB ပြတ်နေလို့ trip မဖြစ်ဘဲနဲ့အချိန်ကြာလာတဲ့အခါကျရင်တော့ heat တက်ပြီးတော့ MCB trip ဖြစ်တာမျိုးတွေတော့ဖြစ်နိုင်ပါတယ်ခုဗီဒီယိုလေးကိုအားလုံးပဲနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဆောက်လုပ်ရေးဆိုင်ရာဗဟုသုတဗီဒီယိုတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်